မင်းကလေးကစန့်ကြံ့ဟွာနဲ့အတင်းအကျပ်လက်ထပ်ခိုင်းမဲ့နေရမတိုင်ခင်တရက်အလိုကိုပြန်လည်မွေးဖွားလာခဲ့ပါတယ်။အရင်ဘဝမှာမြောက်ချင်တယောက်ကြံ့ဟွာနောက်ကိုအောက်ကျပြီးတကောက်လိုက်ခဲ့ရတဲ့15နှစ်တာဟာသွေးနဲ့မျက်ရည်တွေနဲ့ပဲပြီးဆုံးခဲ့ရပါတယ်။ဒါပေမဲ့ဒီတဘဝမှာတော့ဖရာသခင်ကသူမကိုအခွင့်အရေးတစ်ချိန်ပြန်ပေးခဲ့ပါပြီ။အိမ်ခန်းထဲမှာဦးလေးဆန်းကဒေါသတကြီးနဲ့အော်နေတော့မဲ့မြောက်ချင်ရဲ့မိဘတွေမရှိတော့ဘူး။ငါတို့စက်မိသားစုကကျေးဇူးကမ်းတဲ့လူတွေအဖြစ်ခံရမလား။နင်းသဘောတူမတူမြောက်ချင်ကိုမင်းအိမ်တော်ဖက်အဖြစ်ယူရမယ်ကြံ့ဟွာကလည်းအဖေအိမ်တော်ရေးကဂုံတက်မတူရင်တောင်စိတ်တူကိုတူတော့ရှိရမယ်လေသူနဲ့ကျွန်တော်နဲ့ကြားမှာဘာတန်ရောစင်မှမရှိတာစန့်ကြံ့ဟွာကကြံ့မြောက်ချင်ကိုအထင်သေးတဲ့မျက်လုံးတွေနဲ့ကြည့်နေပါတယ်။သူထင်တာကတော့ကြံ့မြောက်ချင်ကသူ့အဖေကိုတုံးပြီးသူ့ကိုအတင်းအကျပ်လက်ထပ်ဖို့စူးစမ်းနေတယ်ပေါ့ဒါပေမဲ့ဒီတစ်ခါမှာတော့မင်းကလေးကကြံ့ဟွာစိတ်ကူးရင်လို့တော့မရမယ့်စကားကိုပြောချလိုက်ပါတယ်ဦးလေးဆန်းသမီးတကယ်လက်မထက်ချင်ပါဘူးသမီးကြံ့ဟွာအကိုနဲ့လက်မထက်ချင်ဘူးအဆင်ပြေရင်သမီးကိုအလုပ်တစ်ခုပဲရှာပေးပါလို့ပြောလိုက်ပါတယ်ကြံ့ဟွာကတော့ဒါကိုမင်းကလေးရဲ့ဖြူဟာအသေးသူ့ကိုအကွက်စင်နေတာလို့ပဲတတ်မှတ်ပြီးရွရွနောက်နောက်ပြောပါသေးတယ်ကြံ့ဟွာကအဖေဒါဆိုလဲအခုချက်ချင်းပဲသူမကိုသမီးဖြစ်တရားဝင်အတိမတ်ပြုလိုက်လေနောက်ဆိုကျွန်တော်တို့မောင်နှမလိုပဲနှုတ်ဆက်ကြတာပေါ့ကျွန်တော်ကတော့ဘယ်တော့မှနောက်တရမှာမဟုတ်ဘူးမင်းကလေးကလည်းဟုတ်ကဲ့ဒီနေ့ကစပြီးကြံ့ဟွာအကိုကသမီးရဲ့အကိုအရင်ဖြစ်သွားပါပြီအမျိုးသားရဲ့အမေကတော့ရင်ထဲမှာတက်ပြင်းချနိုင်သွားပါပြီမိခင်တိုင်းကကိုသားကိုတက္ကသိုလ်ကျောင်းသူအထက်တန်းလွှာနဲ့ပဲသဘောတူချင်တာလေးကြမ်းမြောက်ချင်ကတော့သူတစ်ပါးအိမ်မှာမျက်နှာငယ်ပြီးအချိန်ဖြုံးမနေတော့ပါဘူးသူမဟာအဝတ်စားလဲပြီးမြို့ထဲကိုအလုပ်ထွက်ရှာပါတယ်အရင်ဘဝကအထီးကျန်လာတဲ့15နှစ်တာအတွင်းစာအုပ်တွေထဲမှာနှင်မျောပြီးလေ့ကျင့်ခဲ့တဲ့စာလုံးလှပညာကအခုဆိုရင်သူမရဲ့လက်နက်ဖြစ်လာခဲ့ပါပြီသူမဟာပီကင်းတက္ကသိုလ်ရဲ့စာကြည့်တိုင်းမှာတန်ရှင်းရေးဝန်ထမ်းဖြစ်စတင်လျှောက်ထားခဲ့ပါတယ်ကြမ်းမြောက်ချင်တယောက်စာကြည့်တိုင်းမှာလစာလေး15ရွမ်နဲ့တန်ရှင်းရေးစလုပ်ပါတယ်တနေ့မှာစာကြည့်တိုင်းတာဝန်ခံဝန်ဆရာမကစာအုပ်တွေရှုပ်ပွားနေလို့နေရာချခိုင်းပါတယ်အရင်ဘဝကစာအုပ်တွေနဲ့အချိန်ကုန်ခဲ့တဲ့ကြမ်းမြောက်ချင်အတွက်တော့ဒါဟာအသေးဖွဲပါပဲသူမကစာအုပ်တွေကိုခင်မီစနစ်နဲ့တိတိကျကျခွဲခြားလိုက်ရုံနဲ့မကပဲစာကြည့်တိုင်းနေရန်ဘောကညွှန်းတန်းစရာပုံမှာအရန်ကိုလှပပြီးစွမ်းအားပါတဲ့လက်ရေးလာနဲ့ရေးသားလိုက်ပါတယ်ကံကောင်းချင်တော့အဲ့ဒီနေ့မှာပဲပညာရေးဌာနကဒုတိယညွှန်ကြားရေးမှူးနဲ့ကျောင်းကနာမည်ကြီးတရုတ်စာပါမောက္ခတွေကျောင်းကိုစစ်ဆေးဖို့ရောက်လာကြပါတယ်စာကြည့်တိုင်းကနေရန်ကက်စရာကိုမြင်လိုက်ရတဲ့အချိန်မှာတော့ပါမောက္ခတွေကဒီလက်ရေးကတကယ်ကိုအစင်းမြင့်လာချီလာသပင်ဖြူဆရာကြီးတယောက်ရေးထားတဲ့လက်ရာမြောက်တယ်လို့ချီးကျူးကြပါတယ်ဝန်ဆရာမကမြောက်ချင်ရဲ့အရေးချင်းကိုချက်ချင်းတည်သွားပြီးအထက်ကိုတင်ပြကလာစာကို55ရွမ်ထိတိုးပေးလိုက်ပြီးတန်ရှင်းရေးသမားအဆင့်ကနေစာအုပ်မှတ်တမ်းထိန်းသိမ်းသူအဖြစ်တရားဝင်အဆင့်တိုးမြင့်ပေးလိုက်ပါတယ်အဲ့ဒီအချိန်မှာကြံ့ဟွာကတော့ကွင်းထဲမှာဘတ်စကတ်ဘောကစားရင်းသူ့တငယ်ချင်းတွေကိုသူမကကျောင်းမှာတန်ရှင်းရေးလုပ်တဲ့ဝန်ထမ်းပဲငါသူမကိုမသိဘူးစာတောင်ဘယ်နှလုံးတက်လို့လဲလို့နှိမ်ချပြောဆိုပါတယ်သူဘလောက်ပဲနှိမ်ချပြောကြံ့မြောက်ချင်ရဲ့အလှအပနဲ့ထူးခြားတဲ့အငွေသက်တွေကကျောင်းသားတွေကြားထဲမှာစတင်ပြီးလူပြောများလာပါတော့တယ်အဲ့ဒီနောက်မှာကျောင်းမှာကြံ့ဟွာကိုသဘောကျနေပြီးမိမိကိုယ်ကိုတက္ကသိုလ်မင်းသမီးလို့သတ်မှတ်ထားတဲ့တရုတ်စာဌာနကလီယုံဟာမြောက်ချင်ကိုမြင်ချင်းမနာလို့ဖြစ်လာပါတယ်သူမကကြံ့ဟွာနဲ့ကျောင်းသားတွေအများကြီးရှိနေတဲ့စာကြည့်တိုက်ထဲမှာမြောက်ချင်ကိုအဆက်ခွဲဖို့ကြိုးစားပါတော့တယ်ဝန်ဆရာမကနင့်ကိုတန်ရှင်းရေးပဲလောက်ခိုင်းထားတာလေဒီကစာအုပ်တွေကအရန်တန်မှုရှိတဲ့ရှေးဟောင်းစာအုပ်တွေနင်းလို့စာမတက်တဲ့သူကလာကင်လို့နေရာတွေလွဲကုန်ရင်အလုပ်ပြုတ်သွားဦးမယ်တန်ရှင်းရေးပဲသွားလို့ဆန်းပါလို့လီယုံကပြောလိုက်တဲ့အခါကြက်မြောက်ချင်ကတီတီငိမ့်ငိမ့်ပဲပြောလို့ပြီးပြီလားပြီးရင်ဖယ်ပေးပါအလုပ်လုပ်နေလို့ပြောလိုက်တာကြောင့်လီယုံကပိုးပြီးဒေါသထွက်ကအော်ဟစ်နေတော့မှဝန်ဆရာမအခန်းထဲကိုဝင်လာပြီးအားလုံးရှိမှဒေါသတကြီးနဲ့အော်လိုက်ပါတယ်ချောင်းလီယုံနင်ဘာတွေလာအော်နေတာလဲနင်တို့ចောင်းသားတွေအလွယ်တကူစာအုပ်ရှာလို့ရအောင်ဒီစာကြည့်တိုက်တစ်ခုလုံးရဲ့စာအုပ်ခွဲခြားနည်းစနစ်ကိုဒီကြက်မြောက်ချင်တယောက်တည်းလုပ်ထားတာငါတော့မနေ့လေးလာနေရတဲ့စနစ်ကိုသူမကအလွတ်တက်တာနင်တို့နောက်ဆိုရင်သူမကိုကျန်းဆရာမလို့စနစ်တကျခေါ်ချစမ်းဒီစကားကြောင့်လီယုံနဲ့ကြံ့ဟွာတို့ဟာလူအများကြီးရှိမှအကြီးအကျယ်ရှက်ကိုရှက်ကန်းဖြစ်သွားပြီးဘာမှပြန်မပြောနိုင်တော့ပါဘူးဒါတင်မကသေးပါဘူးကြက်မြောက်ချင်ဟာအမိုက်ဟောင်းဆိုင်ကနေဝယ်လာတဲ့အဖိုးတန်ရှေးဟောင်းစာအုပ်သုံးခုကိုကျောင်းကိုလှူဒန်းခဲ့လို့ကျောင်းလူကြီးတွေကသူမကိုစုချင်းငွေ220ရွမ်နောက်အထူးချင်းမြင့်လိုက်ပါတယ်ကြမ်းမြောက်ချင်တယောက်ငွေကြေးရလဲလွတ်လပ်ပြီးအောင်မြင်တဲ့အမျိုးသမီးဖြစ်လာခဲ့ပါပြီအရင်ဘဝကလိုသူ့နောက်ကိုတကောက်လိုက်မနေတော့ပဲသူမကိုပိုင်အရေးချင်းနဲ့တောက်ကလာတာကိုမြင်ရတဲ့အခါစန့်ကြံ့ဟွာရဲ့ရင်ထဲမှာမခံမရက်နိုင်အောင်တဝန်တုံမှုတွေစတင်လာပါတယ်အထူးသဖြင့်သူ့အဖေဦးလေးဆန်းကကြမ်းမြောက်ချင်ကိုစက်ယုံကနီးပညာရှင်ကြားဝန်နဲ့မိတ်ဆက်ပေးပြီးပန်းချံမှာချင်းတွေ့ခိုင်းလိုက်တဲ့အချိန်မှာတော့စန့်ကြံ့ဟွာတယောက်ယူမတက်ခံစားရပါတော့တယ်ညမှာတော့ကြမ်းမြောက်ချင်ကစာကြည့်တိုက်မှာအလုပ်လုပ်ရင်းမိုးရွာလို့အိမ်ပြန်နောက်ကျနေပါတယ်စန့်ကြံ့ဟွာကအိမ်ရှိမှာထီးတစ်ချောင်းနဲ့သူမကိုစိုးရင်တကြီးစောင့်နေခဲ့ပါတော့တယ်အကိုကြံ့ဟွာနောက်ဆိုလာကြိုးဖို့မလိုပါဘူးသမီးလမ်းလျှောက်ပြန်တက်ပါတယ်လို့ပြောလိုက်တဲ့အခါသူမရဲ့အေးဆက်ဆက်အကိုဆိုတဲ့ခေါ်တန်းကစန့်ကြံ့ဟွာရဲ့နှလုံးသားကိုဓာတ်နဲ့မုန်းတယ်လို့ခံစားရစေပါတယ်ဘာလို့လဲဆိုတော့သူဟာအရင်တုန်းကမိန်းကလေးကိုအဆင့်တန်းမရှိတဲ့တန်ရှင်းရေးသမားတစ်ယောက်ဆိုပြီးနှိမ်ချပြောဆိုဆက်ဆံခဲ့ပါတယ်အခုချိန်မှာတော့မိန်းကလေးရဲ့အရေးချင်းကိုတွေ့မြင်ပြီးနောက်လွတ်တဲ့ငါကြီးသွားတယ်လို့အရင်ချိန်တွေကိုပြန်တန်းတကနောက်တရားနေပါတော့တယ်အိမ်ရောက်တော့ကြမ်းမြောက်ချင်ကလူကြီးတွေရှိမှအဖေအမေသမီးကိုကြီးလက်ကမိန်းကလေးဆိုပြီးမနှိမ်ဘူးဆိုရင်သမီးဆက်မိသားစုရဲ့သမီးအရင်အဖြစ်ဘဝကိုအေးအေးချမ်းချမ်းဖြတ်တန်းသွားကြပါတယ်လို့တောင်းဆိုတဲ့အခါဦးလေးဆန့်ကလေးဝမ်းသာအားရနဲ့ကောင်းတယ်ငါသမီးအခုကစပြီးတို့ကမိသားစုအစ်စ်တွေဖြစ်သွားပြီးအားရဝမ်းသာပြောလိုက်ပါတယ်စန့်ကြံ့ဟွာတယောက်ဘာမှဝင်မပြောနိုင်ပဲသမီးဖြစ်တတ်မှတ်လိုက်ရတဲ့ကြမ်းမြောက်ချင်ကိုကြည့်ပြီးရင်ထဲမှာနောင်တတွေနဲ့ပြည့်နေနေပါတော့တယ်နောက်တနေ့မနက်မှာတော့ကြမ်းမြောက်ချင်တယောက်ဘဝတစ်ကိုယုံကြည်ချက်အပြည့်နဲ့ရှောက်လန်းဖို့အိမ်ကနေထွက်လာခဲ့ပါတယ်သူမဟာအရင်ဘဝကလိုစန့်ကြံ့ဟွာရဲ့အချစ်ကိုတောင်းခံနေတဲ့တနာစရာမိန်းကလေးမဟုတ်တော့ပါဘူးမိမိကိုယ်ကိုတန်ဖိုးထားပြီးအရေးချင်းရှိတဲ့စာကြည့်တိုက်ကလှပတဲ့ဆရာမလေးဖြစ်ဘဝကိုစိန်ခေါ်ဖို့အစဉ်သင့်ဖြစ်နေပါပြီစန့်ကြံ့ဟွာကတော့သူကိုယ်တိုင်လက်လွတ်လိုက်ရတဲ့ကြောက်မြတ်ရတနာလေးအတွက်အမြဲတမ်းငေးမောရင်းနောက်တပင်လေထဲမှာကြံရစ်ခဲ့ရပါတော့တယ်အဆုံးထိကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက်ထပ်ဇာတ်လမ်းကောင်းတွေကိုလည်းဆက်လက်အားပေးကြပါဦးခင်ဗျာ